မင်္ဂလာပါရှင်ဒီမီဇက်လေးကတော့ Prisma တစ်စိတ် JB 4500ကြီးတော်နိုကျိုးသွဲဓာတ်ဆီမီဇက်လေးပဲဖြစ်ပါတယ်။ Maximum output power 3000မှာ rated output power 2900 watt ထွက်ရှိမှာပဲဖြစ်ပါတယ်။ဒီရှေ့ဘက်မှာတော်နိုစနစ်လေးနဲ့ ready to စနိုးအသုံးပြုပေးလို့ရသလိုဒီဘေးဘက်မှာဆိုလို့ရှိရင်လည်းကျိုးသွဲစနစ်လေးလည်းပါဝင်တာပဲဖြစ်ပါတယ်။ဒီမှာဆိုလို့ရှိရင်တော့သယ်ဆောင်လက်ကူတဲ့ဘိန်းလုံးလေးတွေနဲ့လက်ကင်တန်းလေးတွေပါဝင်တာဖြစ်တဲ့အတွက်ကြောင့်မလို့အလွယ်တကူရှေ့ပြောင်းပြုလုပ်ပေးလို့ရမှာပဲဖြစ်ပါတယ်။ရေဆိုမိုးဆိုကန် AC မီတာပေါက်က2ပေါက်ပါဝင်မယ်။ဘိုးမီတာတိုင်းခွက်လေးပါဝင်ပြီးတော့ circuit breaker လေးလည်းပါဝင်မယ်။ DC output ထွက်တဲ့မီတာပေါက်လေးတွေလည်းပါဝင်တာပဲဖြစ်ပါတယ်ရှင်။ဒီမီဇက်လေးနဲ့ဆိုလို့ရှိရင်တော့အိမ်သုံးရုံးသုံးဆိုင်သုံးလျှက်စစ်ပစ္စည်းတွေကိုစီစားနှုန်းသက်သာစွာနဲ့နေရာဒေသမျိုးမှာအလွယ်တကူစနိုးပြီးအသုံးပြုလို့ရမှာပဲဖြစ်ပါတယ်။လူကြီးမင်းတို့အနေနဲ့စိတ်ဝင်စားလို့ဒီမီဇက်လေးကိုဝယ်ယူအားပေးလို့ရဆိုရင်တော့ညီမတို့စေပြားသိရဲ့ hotline ဖုန်းနံပါတ်လေးဖြစ်တဲ့39ခွန်ကိုတော်လုံး10တို့မှာလည်းအသေးစိတ်ဆက်သွယ်ဆောင်စမ်းမြင်မြန်လို့ရသလိုစေပြားသိဆိုင်ကြီးတွေဖွင့်လှစ်ထားတဲ့ရန်ကုန်မန္တလေးပြည်ဦးလွင်တောင်ကြီးမြို့တွေမှာလည်းလူကြီးမင်းတို့ကိုယ်တိုင်စိတ်တိုင်းကြလာရောက်ဝယ်ယူအားပေးလို့ရပါပြီရှင်။